ကိုရီးယားရဲ့သမိုင်းကြောင်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း4000ကျော်ကဂိုဂျိုဆွန်းလို့ခေါ်တဲ့ပထမဆုံးသောနိုင်ငံတော်ကြီးကနေစတင်ခဲ့တာပါဒီနိုင်ငံကိုဒန်နာအီသာပုဂ္ဂိုလ်ဖြစ်တဲ့ဒန်ကွန်ကတည်ထောင်ခဲ့တာဖြစ်ပြီးသူဟာကိုရီးယားလူမျိုးတွေရဲ့ဘိုးအေလို့လည်းအတိအမှတ်ပြုခြင်းခံရပါတယ်ဂိုဂျိုဆွန်းနိုင်ငံရဲ့အခြေခံအကျဆုံးသောဒသနာကတော့ဟောင်းဂင်ကန်လို့ခေါ်တဲ့လူသားအားလုံးကိုကျေပြန့်စွာအကျိုးပြုရမယ်ဆိုတာပဲဖြစ်ပါတယ်ဒီစိတ်ဓာတ်ဟာယနေ့ခေတ်ကိုရီးယားလူမျိုးတွေရဲ့ဇေယျလက္ခဏာမှာအခြေခံအကျဆုံးအုတ်မြစ်တစ်ခုဖြစ်လာခဲ့ပါတယ်တိုင်းပြည်သုံးခုခင်းနဲ့စီးလုံးခြင်းဂိုဂျိုဆွန်းနိုင်ငံတော်ကြီးပျက်စီးသွားပြီးတဲ့နောက်ကိုရီးယားကျွန်းဆွယ်ပေါ်မှာအင်အားကြီးတိုင်းပြည်သုံးခုပေါ်ပေါက်လာခဲ့ပါတယ်အဲ့ဒါတွေကတော့မြောက်ဘက်မှာဆင်ရေးအင်အားတောင့်တင်းတဲ့ဂိုဂူလျောအနောက်တောင်ဘက်မှာအနုပညာနဲ့ဗုဒ္ဓဘာသာထွန်းကားတဲ့တဲကျင်နဲ့အရှေ့တောင်ဘက်ကရှီလာတို့ပဲဖြစ်ပါတယ်ဒီသုံးနိုင်ငံဟာနယ်မြေလူပွဲတွေပြင်းထန်ခဲ့သလိုယဉ်ကျေးမှုအရာလည်းအပြန်အလှန်အကျိုးပြုခဲ့ကြပါတယ်နောက်ဆုံး900စုမှာတော့ရှီလာနိုင်ငံကတခြားနိုင်ငံတွေကိုစီးလုံးစေခဲ့ပြီးကိုရီးယားကျွန်းဆွယ်တစ်ခုလုံးကိုပထမဆုံးအကြိမ်အစိုးရတစ်ခုတည်းအောက်မှာပေါင်းစည်းနိုင်ခဲ့ပါတယ်ဂိုလျောဂျိုဆွန်းနဲ့ဟန်ဂုစာပေရှီလာခေတ်အပြီးမှာတော့ဂိုလျောမင်းဆက်ပေါ်ထွန်းလာခဲ့ပြီးဒီမင်းဆက်ရဲ့အမည်ကနေပဲယနေ့ခေတ်ကိုရီးယားဆိုတဲ့အမည်နာမဖြစ်ပေါ်လာတာပါဂိုလျောခေတ်ဟာကမ္ဘာပထမဆုံးသတ္ထုစလုံးနှိပ်စက်ကိုတီထွင်နိုင်ခဲ့တဲ့အထိအနုပညာနဲ့နည်းပညာမြင့်မားခဲ့ပါတယ်အဲ့ဒီနောက်1392ခုနှစ်မှာတော့ကိုရီးယားရဲ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့ဂျိုဆွန်းပေါ်ပေါက်လာခဲ့ပါတယ်ဂျိုဆွန်းခေတ်မှာအထင်ရှားဆုံးကတော့မင်းမြတ်ဆဲကျုံပဲဖြစ်ပါတယ်ဆဲကျုံဘရင်ကြီးပေါ့သူဟာအာမန်ပြည်သူတွေစားတက်မြောက်ဖို့အတွက်ဟန်ဂူလို့ခေါ်တဲ့ကိုရီးယားအခရာကိုကိုယ်တိုင်တီထွင်ပေးခဲ့ပြီးကိုရီးယားယဉ်ကျေးမှုကိုအမြင့်ဆုံးအဆင့်သို့ပို့ဆောင်ပေးခဲ့ပါတယ်ဆဲကျုံဘရင်ကြီးကျေးဇူးနဲ့ဟန်ချာထက်ပိုးလွယ်တဲ့ကိုရီးယားစလုံးတွေကိုကျွန်တော်တို့ကြက်မှတ်လာနိုင်ခဲ့တာဖြစ်ပါတယ်ဆဲကျုံဘရင်ကြီးကျေးဇူးတွေသာမရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့ဟာအင်မတန်ချုပ်ထွေးခက်ခွဲပွေလီလှတဲ့ရင်းနှီးရေးဟန်အနေနဲ့ဟန်ချာတွေကိုလေ့လာနေရမှာဖြစ်ပါတယ်ဒီနေ့ကနေဆဲကျုံဘရင်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကိုလိုနီခေတ်နဲ့လွတ်လပ်ရေးတိုက်ပွဲ19ရာစုနောက်ပိုင်းမှာတော့ဂျိုဆွန်းရဲ့ရာစုနှစ်ပေါင်းများစွာကြာမြင့်ခဲ့တဲ့ငြိမ်းချမ်းမှုဟာနယ်ချက်အင်အားစုတွေကြောင့်တက်ပြားသွားခဲ့ပါတယ်1910ပြည့်နှစ်မှာဂျပန်ရဲ့သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီး35နှစ်ကြာမှောင်မိုက်တဲ့ကိုလိုနီခေတ်ကိုဖြတ်သန်းခဲ့ရပါတယ်ကိုရီးယားလူမျိုးတွေဟာမိမိတို့ရဲ့ဘာသာစကားနဲ့ယဉ်ကျေးမှုဖျက်ဆီးခံရတဲ့ဖိနှိပ်မှုတွေကြားမှာလွတ်လပ်ရေးအတွက်မနားတမ်းတိုက်ပွဲဝင်နေကြပါတယ်အထူးသဖြင့်1919ခုနှစ်မတ်လ1ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ဆမ်မီယွန်းလုံးလို့ခေါ်တဲ့ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ကမ္ဘာသမိုင်းဝင်လွတ်လပ်ရေးလှုပ်ရှားမှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်ကိုရီးယားစစ်ပွဲနဲ့ခေတ်သစ်ကိုရီးယား1945ခုနှစ်မှာဂျပန်လက်အောက်ကလွတ်မြောက်ခဲ့ပေမဲ့စစ်အေးတိုက်ပွဲရဲ့ရလဒ်ကြောင့်ကိုရီးယားဟာမြောက်နဲ့တောင်နှစ်ချမ်းကွဲသွားခဲ့ပါတယ်1950မှာကိုရီးယားစစ်ပွဲဟန်ဂူဂျွန်ဂျင်ဖြစ်ပွားခဲ့ပြီးတိုင်းပြည်ဟာအပြက်အစည်းတွေကြားမှာဆင်းရဲမွဲတေခဲ့ပါတယ်ဒါပေမဲ့တောင်ကိုရီးယားလူမျိုးတွေရဲ့စ조사အားထုတ်မှုကြောင့်ဟန်ဂန်ရဲ့ဂီဂျော့လို့တင်စားရလောက်အောင်ကမ္ဘာအဆင်းရဲဆုံးနိုင်ငံဘောကနေကမ္ဘာထိပ်တန်းစီးပွားရေးနဲ့နည်းပညာနိုင်ငံအဖြစ်ပြောင်းလဲလာခဲ့ပါတယ်ယနေ့ခေတ်မှာတော့ကိုရီးယားဟာသူ့ရဲ့နက်ရှိုင်းတဲ့သမိုင်းအစဉ်အလာတွေနဲ့ခေတ်မီနည်းပညာတွေကိုဟန်ချက်ညီညီပေါင်းစပ်ထားတဲ့ကမ္ဘာအလယ်ကထင်ရှားတဲ့နိုင်ငံတစ်ခုဖြစ်နေပါပြီ